တောင်ပြည်ထက်ကပန်လုံမန်လီကြောက်ဖြူနဲ့ဟူခင်းကျေးရွာတို့မှာအထွေထွေအုပ်ချုပ်ရေးဌာနကနေဒေတာခန်မိဘပြည်သူတွေနဲ့ပူးပေါင်းပြီးအများပြည်သူတွာလာရေးအဆင်ပြေစေဖို့အတွက်ပျက်စီးနေတဲ့လမ်းတွေပြုပြင်တာထူထပ်တဲ့ခြုံတွေခုတ်ထွင်းရှင်းလင်းတာပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒီလိုပြုပြင်ဆောင်ရွက်တာတွေကိုပန်လုံမန်လီကြားကလမ်းမကြီးတစ်လျှောက်နဲ့ကြောက်ဖြူဟူခင်းကျေးရွာကလမ်းတွေမှာပြီးခဲ့တဲ့ဇူလိုင်လ9ရက်နေ့ကရေစီးရေလာကောင်းမွန်စေဖို့အတွက်ရေမြောင်းတွေတူးဖို့ပြုပြင်တာလမ်းဘေးဝဲရာခြုံတွေခုတ်ထွင်းရှင်းလင်းတာပြီးတော့ပျက်စီးနေတဲ့လမ်းတွေကိုပြုပြင်ထိန်းသိမ်းတာတွေပြုလုပ်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ1ရက်နေ့ကလည်းပန်လုံချောင်းစာပန်ကိုင်နဲ့လီလူကျေးရွာကဒေတာခန်ပြည်သူနဲ့တက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဌာနကတာဝန်ရှိသူတွေဟာလက်မကြီးတလျှောက်ခြုံတွေထူထပ်တာတွေရှင်းလင်းပြီးပျက်စီးနေတဲ့လမ်းတွေကိုဝိုင်းဝန်းပြုပြင်ခဲ့ကြပါတယ်။မိုးရတီကာလအတွင်းတောင်ပြည်ထက်ကတချို့နေရာဒေသတွေမှာရေကြီးရေရှမ်းတာတောင်ကျရေကြောင့်လမ်းတွေပျက်စီးတာတွေရှိပြီးမိဘပြည်သူတွေအနေနဲ့လမ်းခရီးတွာလာရမှာအထူးဂရုစိုက်ကြဖို့လိုအပ်ကြောင်းတိုက်တွန်းလိုက်ရပါတယ်ရှင်။